Red Nord Empire ပေးတဲ့ကန်နာတွေကိုကြိုဆိုပါတယ်ကျွန်တော်တို့ဂျွန်ပါအခုကျွန်တော်တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ကျွန်တော်တို့မနေ့ပြန်မှာကန်မယ်ဒါအာဆင်နယ်နဲ့ Man City ပွဲကောင်းလုံးဝ Super Sunday မှာဆိုတာဒိတ်ဒိတ်ကျဲပွဲပေါ့နော်အဲ့ပွဲအကြောင်းလေးကိုကျွန်တော်သုံးသပ်ပေးချင်တာဖြစ်တယ်ပေါ့နော်ဒီပွဲကတော့ကျွန်တော်တို့ Emirates ပွဲမှာကန်မယ်ဒါမြန်မာစံတော်ချိန်10နာရီတနင်္ဂနွေနေ့မှာကန်သွားမယ့်ပွဲဖြစ်တယ်ပေါ့နော်ဒီပွဲမှာကျွန်တော်တို့ Arsenal နဲ့ Man City ဘယ်လိုအခြေအနေတွေရှိလဲလက်ရှိဒါမဲ့အရင်တွေ့ထားတဲ့အချိန်ရေတွက်ဒီမှာတော့ကျွန်တော်တို့ဘယ်သူကအားသာချက်တွေရှိနေလဲဆိုတာကိုကျွန်တော်ကသုံးသပ်ပေးသွားမှာဖြစ်ပါတယ်တော့ဒီ Arsenal နဲ့ Manchester City ကတော့လက်ရှိကျွန်တော်တို့ကြည့်ရပွဲနောက်ပိုင်းပွဲတွေရဆိုတော့ခြေစွမ်းကတည်ငြိမ်တယ်ကျွန်တော်တို့ clean sheet တွေရတာလဲတောက်လျှောက်များတယ်ပေါ့နော်ကျွန်တော်အရင်ဆုံး Man City အတင်းကြောင်းကိုပြောမယ်ဆိုရင်ဒါဒီပတ်ထဲမှာပဲကန်သွားတဲ့ Champions League ပွဲ Napoli နဲ့ပွဲမှာဆိုရင် Man City ကဒါ Napoli ကိုအိမ်ကွင်းမှာ2-0နဲ့ clean sheet ရအောင်ကန်ထားတယ်ဒါအဲ့ဒီ Napoli နဲ့ပွဲမတိုင်ခင်မှာဆိုရင်လည်း Manchester United နဲ့ကန်တဲ့ပွဲမှာဆိုရင်လည်း Manchester United ကို3-0နဲ့အပြက်ကိုပြက်အနိုင်ယူထားတာပေါ့နော်ကျွန်တော်တွေ့ရတယ်ပေါ့အဲ့တော့ကျွန်တော်တို့ရဲ့ Arsenal အသင်းဘက်ကိုကြည့်မယ်ဆိုရင်လည်း Arsenal နောက်ဆုံးကန်ထားတဲ့ဒီနှစ်ပွဲမှာဆိုရင်ကျွန်တော်တို့Champions League ပွဲအဝေးကွင်းပွဲစဉ်ဖြစ်တဲ့ Spain မှာကန်တဲ့ Athletic Bilbao နဲ့ပွဲမှာလည်းကျွန်တော်တို့ကခြေစမ်းအတာနဲ့2-0ဆိုရရလက်နဲ့ကျွန်တော်တို့အနိုင်ယူရတယ်ဒါအပြင်ဒီပွဲမတိုင်ခင်မှာကန်တဲ့ကျွန်တော် Premier League မှာဆိုလဲ Nottingham Forest အသင်းကိုအိမ်ကွင်းမှာ3-0ဆိုရရလက်နဲ့ကျွန်တော်တို့အနိုင်ယူတာပေါ့နော်အဲ့တော့ဒီရလက်နှစ်ခုကိုကျွန်တော်တို့ပြန်ရှင်ကြည့်မယ်ဆိုရင်တော့နှစ်ယောက်လုံးကခြေစွမ်းဟာမတိမ်မင်းအနေထားမှာရှိတယ် Man City ကကျွန်တော်တို့ဒီ Premier League အစမှာခြေစွမ်းတည်ငြိမ်တာမရှိဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ Premier League အစမှာ Wolf အသင်းကိုသူ 4-0 နဲ့နိုင်ရတယ်အဲ့ချိန်မှာကျွန်တော်တို့ထင်တာတော့ Man City ကတော့ဒီနှစ်တော့ငါတို့နဲ့rival စင်းနဲ့ဝင်လာပြီပေါ့နော်ဒါ Man City Arsenal Liverpool ပေါ့နော်ဒါ Champion တိုက်တယ်လူမဲ့အသင်းတွေပေါ့နော်အဲ့တော့အဲ့ဝူပွဲလဲပြီးွားရောနောက်ကံမဲ့စပါးနဲ့ပွဲမှာ Man City ကစပါးကို2-0နဲ့ရှုံးတယ်အဲ့လည်းပြီးရော Man City ကစပါးကို2-0နဲ့ရှုံးပြီးနောက်တပတ်ထက်ကန်တဲ့ Brighton နဲ့ပွဲမှာလည်း Man City က Brighton ကို2-1နဲ့ထက်ရှုံးတယ်အဲ့တော့ Man City ကကျွန်တော်ဒီရာသီထဲမှာ9ပွဲကန်ထားတဲ့အချိန်မှာ Man City က3ပွဲနိုင်2ပွဲရှုံးပြီးတော့ကျွန်တော်တို့ဒါ clean sheet 3ပွဲရထားတယ်ပေးကူကကျွန်တော်တို့4ဂိုးတိရှိတာပေါ့နော်အာဆင်နယ်ကကျတော့ဒီရာသီမှာကန်ထားတယ်ဒါ Premier League နဲ့ Champions League 5ပွဲမှာဆိုရင်တော့ total 5ပွဲမှာဆိုရင်အာဆင်နယ်က4ပွဲတိနိုင်ပြီးတပွဲပဲရှုံးနိုင်အဲ့ရှုံးတဲ့တပွဲကလည်းဒါ Liverpool နဲ့ကန်တဲ့ပွဲ Anfield မှာကန်တဲ့ပွဲဒါတော့ open play ကနေပေးရတဲ့ဂိုးမဟုတ်ဘူးကျွန်တော်ဆက်ပြီးကနေပေးရတဲ့ဂိုးအဲ့မှာကျွန်တော်အာဆင်နယ်က4ပွဲထိထိ clean sheet ယူထားပြီးတော့ပေးကိုကလည်းတကိုးပဲရှိတာဒါဆိုပြောပြမယ်ဆိုရင်အာဆင်နယ်ကဒါကျွန်တော်တို့ဂန်နာတွေတီးတဲ့အတိုင်းပဲဥရောပမှာဆိုရင်ကျွန်တော်တို့ကဒါခံစစ်မှာအတောင်အတင်းဆုံးအသင်းခံစစ်အကောင်းဆုံးအသင်းလို့တောင်ဒါပြိုင်ဘက်နီးပြတွေကဒါလက်ခံထားတဲ့အချက်လက်ပေါ့နော်အခုအာဆင်နယ်နဲ့ Man City ရဲ့ကျွန်တော်တို့ဒီတမိုင်းတစ်လျှောက်တွေ့တဲ့အချိန်ရေအတွက်ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်56ချိန်အတိအတိတွေ့ထားတယ် Man City နဲ့အဲ့အချိန်မှာ Arsenal က Man City ကို25နဲ့5ချိန်အတိအအနိုင်ယူထားပြီးတော့ကျွန်တော်တို့ဆန်ပွဲအတိအတိကြထားတယ်16ပွဲကြတော့ကျွန်တော်တို့ Man City ကကျွန်တော်တို့ပြန်နိုင်တာပေါ့နော်ဒါဒီအချိန်တွေကိုကြည့်ချင်းအဖြစ်Man City ကကျွန်တော်တို့ဒီ2020ဝန်းကျင်ကြားမှာဒါ Arsenal အပေါ်ဒါ PR တွေအများကြီးပေးတယ်ကျွန်တော်တို့ Man City နဲ့တွေ့တိုင်းရှုံးပွဲတွေများတယ်ကိုပြတ်တွေရှုံးတယ်ဒါပေမဲ့2022 2023ဒါကျွန်တော်တို့ဒီ attitude ရောက်လာပြီးနောက်ပိုင်းမှာဆိုရင်တော့ကျွန်တော်တို့ Man City ကကျွန်တော်တို့ Arsenal ကိုရှင်းနိုင်တဲ့အနေအထားမှာမရှိတော့ဘူးအဲ့တော့ Arsenal နဲ့ Man City နောက်ဆုံးတွေ့တိုင်း5ချိန်မှာဆိုရင်ကျွန်တော်အရင်ပြောထားသလိုပဲ Arsenal က3ပွဲတိတိအနိုင်ရပြီးတော့ Man City က2ပွဲမှမနိုင်တာဘူး2ပွဲကကျွန်တော်တို့တည်ကြထားတယ်အဲ့တည်ကြတဲ့2ပွဲကလည်းကျွန်တော်တို့ Man City အိမ်ကွင်း Etihad မှာကန်တဲ့ပွဲArsenal က3ပွဲမှာဆို2ပွဲကကျွန်တော်တို့ Emirates မှာနိုင်ထားတယ်ဒါနောက်ဆုံးပူနွေးဆိုရင်တော့ဒါရှေ့ရာသီတုန်းက Arsenal ကအိမ်ကွင်းမှာ 5-1 နဲ့ Man City ကိုကျွန်တော်တို့တိတ်ထားတယ်နောက်တစ်ပွဲကကျတော့ကျွန်တော်တို့ဒါ community ရှိပေါ့နော်ဒါWembley ကွင်းမှာကန်တဲ့ community ရှိမှာပွဲပြီးတဲ့အချိန်ဒီကျွန်တော်1-1တည်ကြတယ်အဲ့ဒီအချိန်မှာကျွန်တော် penalty ကန်ပြီးတော့ကျွန်တော်တို့ Man City ကို penalty မှာနိုင်ယူတယ်အဲ့တော့ community ရှိရတယ်အခုကျွန်တော်တို့မနေ့ပြန်ကန်မဲ့ပွဲရလဲကျွန်တော်ဒါ Arsenal အိမ်ကွင်း Emirates ကွင်းမှာကန်မယ်အရင်ကျွန်တော်တို့ကြည့်နေတဲ့ပွဲတွေ result တွေအရဆိုရင်လည်း Man City ကအခုနောက်ပိုင်း Arsenal Emirates ကွင်းမှာကန်တဲ့ပွဲတွေမှာရလက်တာတော့ကောင်းတဲ့အနေအထားမှာမရှိဘူးတရေတောင်မရနိုင်ဘူးတို့တို့အများရန်ရှုံးနေတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီပွဲကိုခံမှန်းမယ်ဆိုရင်တော့ Emirates ကွင်းမှာ Arsenal က Man City ကို 3-1 အနေနဲ့အနိုင်ယူသွားလိမ့်မယ်လို့မျှော်မှန်းတယ်ဘာလို့ဒီ result ကိုကျွန်တော် confidence ရှိလဲပြောရမှာဆိုရင်ကျွန်တော်ဒဏ်ရာရနေတဲ့ Saliba နဲ့ပခုံးဒဏ်ရာရထားတဲ့OD ကတ်တို့ကလည်းဒါအရန်စင်းမှာပါလာနိုင်တယ်လို့ကျွန်တော်တို့ဒါကောလာဟာလာတွေကြားလာဖြစ်တဲ့အတွက်ဒါသူတို့ဒါပါလာနိုင်မယ်ဆိုရင်ကျွန်တော်တို့ရဲ့လုံအားလုံးကပိုပြီးကောင်းလာမယ်เนาะအဲ့တော့ကျွန်တော်တို့ဒီ second line နဲ့တွေနဲ့ကန်တဲ့အချိန်မှာတော့ကျွန်တော်တို့ကဒါစပိန်သင်း Athletic Bilbao မှာနိုင်ပွဲတွေရထားဖြစ်တဲ့အတွက်အိမ်ကွင်းမှာ Man City ကိုအခမ်းကအဲ့လောက်ထိခက်ခဲရှိလိမ့်မယ်လို့တော့ကျွန်တော်မခံစားမိဘူးဒါပေမဲ့အနည်းငယ်ကတော့ဒါ
အသင်းကြီးချင်းဖြစ်တဲ့အတွက်ပို့တိုက်မှုတွေတော့ရှိနိုင်မယ်ဒါပေမဲ့အာဆင်နယ်ကနောက်ဆုံးမှာတော့ Man City အသင်းကို3-1နဲ့နိုင်သွားလိမ့်မယ်လို့ကျွန်တော်ခန့်မှန်းထားပါတယ်ကျေးဇူးများတင်ပါတယ်